တိုက်ခိုက်နေများနေလို့ပါဆရာတဲ့ဘာလို့တင်လဲတဲ့ကျွန်တော်ရင်တစ်ခေါက်တော့လည်းပြောပြတယ်တင်ပါတယ်ဒီ general protection လေးကိုလေအဓိကတော့ဘာလာလာတောင်းတယ်ပေါ့နော်ဒါလေးရေပုံအပြင်တော့ဘာလာလာကာကွယ်ပေးတယ်ပေါ့နော်ဒါမျိုးလေးပေါ့နော်ကျွန်တော်တို့ဒီဖက်နှက်မှာရေးဆွဲထားမယ်ဆိုရင်လည်းရတယ်ကျွန်တော်ဆိုင်ကယ်မှာရေးထားလို့လည်းရတယ်ကားမှာရေးထားလို့လည်းရတယ်စာရွက်လေးမှာရေးပြီးတော့ပစိုက်ထဲမှာထည့်ထားလို့လည်းရတယ်လက်မှာရေးဆွဲထားရင်လည်းရပါတယ်ဒါလေးကိုကျွန်တော်ရေးဆွဲပြပါမယ်ရေးဆွဲပါနော်ရေးဆွဲရေးဆုံးလေးနဲ့ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်နည်းနည်းမြင်တာတော့ဒါလေးရေးဆွဲချလိုက်မယ်ညမျိုးလေးလာမယ်ပေးတာလေးလာမယ်နော်ဒါလေးပါပဲဒါလေးကိုဒါလေးရေးပြီးဆောင်ထားပါအောင်နော်လက်မှာပဲဆွဲထားကျွန်တော်တို့ဒီစာရွက်ထဲမှာရေးပြီးတော့ပတ်စံမှာပဲထည့်ထားရတယ်ပေါ့နော်ဒါလေးကိုဆိုင်ကမှာရေးထားလို့လည်းရတယ်ကားမှာဆွဲထားလို့လည်းရတယ်ဒါလေးကတော့ general protection ပေါ့နော်ဘာလာတောင်းတဲ့ဟာမျိုးလေးဒါလေးအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ကတော့ကိုယ်ကွယ်ရာဘာသာလာရွတ်ဖတ်ပူဇော်တာတွေလုပ်ပါပေါ့နော်ဒါလေးဆိုရင်တော့အဆင်ပြေမယ်ထင်ပါတယ်